ကံပြည်တော်စုကရိုဟင်ဂျာတွေကိုလူမျိုးတုံးတပ်ဖြတ်မှုဖြစ်ခဲ့တယ်ဆိုပြီးတော့ကြေညာလိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးအရင်ဆုံးဘယ်လိုများခန်းစားမှုရှိလဲခင်ဗျာဒီလိုကြေညာမှုဟာအမတန်မှအရေးပါပါတယ်အထူးသဖြင့်ကျူးလွန်ခံခဲ့ရသူတွေဒုက္ခသည်ဖြစ်ခဲ့ရသူတွေအိုးအိမ်ဆုံးခွာခဲ့ရသူတွေတပ်ဖြတ်ခံရခဲ့သူတွေမိသားစုဝင်တွေအားလုံးတဦးချင်းစီတိုင်းအတွက်အရေးပါသလိုရိုဟင်ဂျာလူမျိုးတစုလုံးအတွက်လည်းအမတန်အရေးပါပါတယ်နောက်တစ်ခါကျတော့ကျွန်တော်တို့တိုင်းပြည်အတွက်လည်းအမတန်အရေးပါတယ်ဆုံးဖြတ်ချက်ဖြစ်ပါတယ်ဒီလိုမျိုး American လို့နိုင်ငံကြီးကနေပြီးတော့ဒီလိုကြေညာခြင်းအဖြစ်ဒါဟာသူတို့ဟာကျွန်တော်တို့တိုင်းပြည်မှာဖြစ်နေတဲ့ genocide လူမျိုးတုံးတပ်ဖြတ်မှုအပါအဝင်တခြားသောကျူးလွန်မှုတွေကိုအဆုံးသတ်ဖို့သူတို့ဂတိကဝတ်ပြုတဲ့သဘောလည်းဖြစ်ပါတယ်ဘယ်လိုအကျိုးသက်ရောက်မှုတွေဆက်ပြီးဖြစ်လာနိုင်မယ်ထင်တယ်လဲခင်ဗျသူပြောသွားတဲ့ထဲရီထဲမှာလည်းပါပါတယ်ဒီကျူးလွန်ခဲ့တဲ့သူတွေကိုအပြစ်ပေးအရေးယူမှုတွေကနေပြီးတော့စမှာပေါ့နော်အထူးသဖြင့်စစ်တပ်ပေါ့နော်စစ်တပ်ကိုအပြစ်ပေးအရေးယူမှုတွေစပြီးတော့သူတို့လှုပ်လာမယ်အပြစ်ပေးအရေးယူမှုတွေကနှီးပေါင်းစုံနဲ့ဖြစ်နိုင်ပါတယ်ကျမတို့အခုတိုက်တွန်းနေတဲ့စီးပွားရေးရစစ်တပ်ကိုပြစ်မှတ်ထားပြီးစီးပွားရေးပိတ်ဆို့တာတွေလက်နက်ရောင်းဝယ်မှုပိတ်ပင်တာတွေတခြားသောဒီနိုင်ငံတကာရာဇဝတ်ခုံရုံးတွေပေါ်မှာတင်ပြီးတော့စီရင်တာတွေစသဖြင့်ဒီလိုတောင်းဆိုချက်တွေကိုကျမတို့လည်းထပ်ပြီးတော့တောင်းဆိုသွားမှာဖြစ်တယ်လို့သူတို့ကလည်းဒါကိုလှုပ်ဆောင်မှာဖို့အလားလာပိုများလာတယ်လို့ပြောလို့ရပါတယ်ဟုတ်ကဲ့ဒီကိစ္စက ICJ နိုင်ငံတကာတရားရုံးမှာတရားစွဲတဲ့ကိစ္စနဲ့ပတ်သက်လို့ဘာလို့များအကျိုးသက်ရောက်မှုရှိနိုင်မလဲခင်ဗျာဒီ American အစိုးရကဒီ ICJ နဲ့ဒီတခြားICC process တွေကိုသူတို့အများကြီးတော့ပေါ်တင်ပေါ့နော်တိတိတသာထောက်ခံခဲ့တာမျိုးမရှိဘူးအခုဆိုလို့ရှိရင်ဒါနိုင်ငံခြားရေးဝန်ကြီးရဲ့ဒီမိကွန်းထဲမှာလည်းပြောသွားတယ်ဆိုတော့အခါကျတော့သူတို့ပို့ပြီးတော့ပေါ်တင်နဲ့တိတိတသာထောက်ပံ့လာမယ်ဒါကိုထောက်ခံလာမယ်လို့ပြောလို့ရပါတယ်အဲ့အတွက်ကြောင့်မို့လို့အမှုအတွက်လည်းပို့ပြီးအားကောင်းသွားမယ်မြန်မာနိုင်ငံဒီမိုကရေစီပြန်လည်ရရှိရေးအတွက်ကောဘယ်လိုအကျိုးအပံ့ဖြစ်စေမယ်လို့ယူဆလဲခင်ဗျာဒီကြေညာချက်ကမြန်မာနိုင်ငံဒီမိုကရေစီရရှိရေးအတွက်အရန်အခရာကြပါတယ်အမတန်အရေးပါပါတယ်ကျမတို့မြန်မာနိုင်ငံဒီမိုကရေစီရဖို့ဆိုတာကစစ်ဝါဒကိုအဆုံးသတ်ဖို့လိုသလိုစစ်အုပ်စုကိုအပြစ်ပေးအရေးယူဖို့လိုပါတယ်ဆိုတော့ဒီလိုကြေညာချက်ဟာဆိုလို့ရှိရင်စစ်ဝါဒီတွေကိုတိုက်ဖက်ဖို့အတွက်ပထမခြေလှမ်းဖြစ်ပါတယ်ခြေလှမ်းတွေမြောက်များစွာတဲ့ခြေလှမ်းတစ်ခုဖြစ်တယ်အရေးပါတယ်ခြေလှမ်းတစ်ခုဖြစ်တယ်မြန်မာနိုင်ငံသူနိုင်ငံသားတွေအနေနဲ့တောင်းဆိုနေတဲ့ဒီစစ်အုပ်စုကိုအရေးယူဖို့သူတို့ရဲ့ဒါလူသားမျိုးနွယ်စုပေါ်မှာကျူးလွန်တဲ့ရာဇဝတ်မှုတွေပြည်သူတွေပေါ်မှာကျူးလွန်နေတဲ့ဟာတွေစစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ဟာတွေကိုအရေးယူဖို့တောင်းဆိုတဲ့နေရာမှာဒီဆုံးဖြတ်ချက်ကြောင့်မို့လို့ပို့ပြီးတော့အကောင်းသွားနိုင်တယ်လို့ပြောလို့ရပါတယ်ရှင်ဘင်္ဂလားဒေ့ရှ်ကဒုက္ခသည်စခန်းမှာရှိနေတဲ့ရိုဟင်ဂျာတွေရဲ့ရခိုင်ပြည်နယ်မှာကြန့်ရှိနေတဲ့ရိုဟင်ဂျာတွေကိုဗာများပြောလို့ပါလဲခင်ဗျာတို့ရိုဟင်ဂျာတွေအနေနဲ့ကလက်လျှော့လို့မရပါဘူးစိတ်တက်ကြလို့မရပါဘူးကျမတို့ဟာဆိုလို့ရှိရင်တမိုင်းမှာဒီလိုမျိုးပေါ့နော်လူမျိုးတုံးတက်ဖြတ်မှုခံခဲ့ရတဲ့လူမျိုးစုတွေရှိခဲ့ပါတယ်ဒါပေမဲ့လူမျိုးတုံးတက်ဖြတ်မှုတွေခံခဲ့ရလို့ပေါ့နော်အဲ့လူမျိုးတစ်မျိုးပျောက်သွားတယ်ပြုံးသွားတယ်ဆိုတာမဟုတ်ပါဘူးပို့ပြီးတော့မှအားကောင်းတဲ့လူမျိုးစုတစုအနေနဲ့ဖြစ်လာခဲ့တာတွေအများကြီးရှိရပေါ့နော်ဒါကြောင့်မို့လို့ကျမတို့ဟာစိတ်ရှည်ဖို့လိုတယ်ကျမတို့ဟာအမျှော်မြင်ရှိဖို့လိုတယ်ကျမတို့ဟာပို့ပြီးတော့စိတ်တက်ကြံ့ခိုင်ဖို့လိုတယ်တောင်းတင်းဖို့လိုတယ်ကျမတို့ပို့ပြီးအားကောင်းတဲ့လူမျိုးစုတစုအနေနဲ့တခြားလူအဖွဲ့အစည်းကြီးကျမတို့လူပောင်တိုင်းဝိုင်းမှာအကျိုးပြုနိုင်တဲ့လူအဖွဲ့အစည်းတစ်ခုဖြစ်အောင်ပြန်လည်တည်ဆောက်ဖို့တည်ဆောက်နိုင်ဖို့စ조사ဖို့လိုတယ်ပေါ့နော်ဟုတ်ကဲ့အခုကျွန်တော်တို့နောက်ဆုံးအနေနဲ့ပြည်တွင်းပြည်ပမှာရှိတဲ့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားမြန်မာနိုင်ငံဇာတိဘွားတွေကိုဗာများပြောလို့ပါသေးလဲခင်ဗျာဟုတ်ကဲ့ပါရှင်မြန်မာပြည်သူတရက်လုံးဟုတ်ပေါ့နော်ကျမအနေနဲ့ပြောချင်တာကပထမတစ်ချက်ကကျမတို့ရိုဟင်ဂျာတွေလည်းမြန်မာတွေဖြစ်ပါတယ်ဒါကြောင့်မို့လို့မြန်မာပြည်ကြီးကိုလည်းချစ်ပါတယ်မြန်မာပြည်မှာလည်းကျမတို့အကျိုးပြုခဲ့တာတွေတမိုင်းနဲ့အစဉ်ဆက်တမိုင်းစင်လာရရှိခဲ့ပါတယ်စစ်တပ်နဲ့စစ်အုပ်စုအဆက်ဆက်ကလူမျိုးရေးမုန်းတီးမှုတွေနဲ့ကျမတို့ဝါဒမှိုက်တိုက်ထားတာတွေကိုပြန်လဲနိုးထပြီးတော့ကျမတို့ရဲ့မတူညီမှုမတူကွဲပြားမှုကိုအလှတရားအနေနဲ့မြင်ပြီးတော့ကျမတို့နိုင်ငံပိုကောင်းအောင်စ조사ဖို့လှုပ်ဆောင်ဖို့လိုတယ်လို့ကျမအနေနဲ့ကမြန်မာပြည်သူတရက်လုံးကိုစကားပါကျင်တယ်ပေါ့နော်ခရန်တွေရှမ်းတွေကချင်တွေတိုင်းသားလူမျိုးစုမျိုးပေါင်းစုံဟာဆိုလို့ရှိရင်နှီးပေါင်းစုံနဲ့ကျမတို့စစ်တပ်ရဲ့ကျူးလွန်မှုတွေခံခဲ့ရတယ်ပေါ့နော်ကျမတို့လူမျိုးစုတွေကိုတီးကြဖိနှိပ်ခဲ့တဲ့စစ်တပ်ကပြစ်မှတ်ထားပြီးပြစ်မှတ်ခဲ့တဲ့လှုပ်ဆောင်ချက်တွေကိုကျမတို့
ဗမာအများစုပေါ့နော်အများစုကနေပြီးတော့မတိခဲ့ကြဘူးနားမလည်ခဲ့ကြဘူးတခါကြရင်လည်းတိရတာနဲ့ကျမတို့ဟိုမျက်ကွယ်ပြုတ်ခဲ့ကြတယ်ပေါ့နော်အဲ့လိုမျက်ကွယ်ပြုတ်ခြင်းတွေရဲ့ကျိုးဆက်ကြောင့်မို့လို့ကျမတို့စစ်တပ်ဟာပို့ပြီးအားရလာခဲ့တယ်အားရလာခဲ့ပြီးတော့အခုကျမတို့တနိုင်ငံလုံးကိုသူတို့ကနေပြီးတော့ဖိနှိပ်ပြီးတော့တနိုင်ငံလုံးကိုကျမတို့အကြမ်းဖက်မှုတွေမတရားညှဉ်းပန်းနှိပ်စက်မှုတွေတပ်ဖြတ်မှုတွေစိုးရွားဆုံးသောရာဇဝတ်မှုတွေကိုကျမတို့ပြောလို့မဆုံးနိုင်တဲ့ရာဇဝတ်မှုတွေကျူးလွန်နေတာကိုအခုကျမတို့မြန်ဝါထင်တွေ့နေရပါပြီဆိုတော့ဒါတွေအဆုံးသတ်ဖို့ဆိုလို့ရှိရင်ကျမတို့ပြည်သူတွေအားလုံးကစုပေါင်းပြီးတော့ဒီစစ်ဝါဒနဲ့စစ်ဝါဒီကိုဆုံးသက်အောင်လှုပ်ဆောင်ဖို့လိုပါတယ်လို့ပဲပြောချင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်